ကိုယ်တိုင်လည်းမလှူဘူးသူများလည်းလှူဖို့ရန်အတွက်မတိုက်တော့အဲ့ဒီပုဂ္ဂိုလ်မျိုးတွေကြတော့ထမင်းရတော့ဝမ်းဝအောင်တောက်နိုင်တဲ့ဘဝမဖြစ်ပြန်ဘူးတဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတပိသာဝကတပိသာဝကတွေအလုတ်ကျွေးတပိသာဝကတွေပေါ့အထူးသဖြင့်တော့နာဂိတတို့နာဂသမလတို့ဥပဝါနတို့သူနဲ့ခတ္တစသည်ဖြင့်ဘုရားရဲ့အလုတ်ကျွေးတွေဖြစ်တော်လည်းပဲမမြဲရတချို့ဆိုမြတ်စွာဘုရားနဲ့ဒေသစာတွေကြွတဲ့အခါဘုရားကဒီလန့်သွားခြင်းသူတို့ကဟိုလန့်သွားခြင်းဒီလိုတွေဖြစ်တယ်တချို့မြတ်စွာဘုရားရဲ့အလုတ်ကျွေးတွေကဘုရားရဲ့တပိတ်လမ်းပေါ်ချပြီးသူတို့သွားခြင်းရတော့သွားကြတယ်အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအတွက်ခိုင်ခိုင်မြဲမြဲနဲ့ကောင်းကောင်းမွန်မွန်လှုပ်ကျွေးမဲ့တပိသာဝကလိုလာပြီဆိုတာသိကြတော့သံဃာတော်ရှင်သူမြတ်တွေအဲ့ဒီမှာညှိနှိုင်းပြီးတော့မှဘယ်သူလှုပ်ကျွေးရင်ကောင်းမလဲဆိုပြီးတော့သံဃာအစည်းအဝေးကြီးတရက်ပေါ်ပေါက်လာခဲ့တယ်အဲ့ဒီသံဃာအစည်းအဝေးကြီးထဲမှာပထမဆုံးအစိုးတင်သွင်းတဲ့ပုဂ္ဂိုလ်ကဘယ်သူလဲလို့မေးရင်အရှင်သာရိပုတ္တရာအရှင်သာရိပုတ္တရာကြီးကမြတ်စွာဘုရားကိုသူလှုပ်ကျွေးခြင်းတယ်မြတ်စွာဘုရားကိုတောင်းတပြီးတော့မှဘုရားတပည့်တော်ပါရမီတွေဖြစ်ခဲ့တာပါမြတ်စွာဘုရားကိုဘုရားတပည့်တော်လှုပ်ကျွေးခြင်းတယ်ဘုရားတဲ့ဒီလိုလျှောက်တယ်မြတ်စွာဘုရားကိုလှုပ်ကျွေးခြင်းတယ်ဘုရားလို့လျှောက်တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဘာပြန်မိတ်တယ်လဲမေးလိုက်တော့ရှင်သာသာရိပုတ္တရာမင်းဘယ်ရမှာပဲသတင်းသုံးတော့မင်းသတင်းသုံးတဲ့အရာဟာလေမစိတ်သုံးဘူးရှင်သာသတင်းသုံးတဲ့အရာဟာမစိတ်သုံးဘူးရှင်သားရဲ့သွန်သင်ဆုံးမဩဝါဒဘုရားတိုင်းရဲ့သွန်သင်ဆုံးမဩဝါဒနဲ့တူတူပဲအရှင်သာရိပုတ္တရာရဲ့ပညာရာကြီးမားပုံနဲ့အရှင်သာရိပုတ္တရာပေါ်မြတ်စွာဘုရားထားတဲ့စိတ်ထားသူတော်ကောင်းတို့တွေကြီးလာတယ်ရှင်သာရိပုတ္တရာဘယ်လိုနေရာပဲသတင်းသုံးတဲ့ရှင်သာရိပုတ္တရာသတင်းသုံးတဲ့အရာဟာစိတ်သုံးတယ်ဆိုတာ၆တွေ့တယ်ဆိုတာမဖြစ်နိုင်အဲ့ဒါကြောင့်မို့လေတဲ့ငါဘုရားရှင်ကိုရောမြတ်ကအလုတ်ကျွေးဖို့ဆိုတဲ့အခွင့်အရေးမင်းမှာရှိတော်လဲပဲဒါပေမဲ့ငါဘုရားပေတယ်ကွာအရှင်သာရိပုတ္တရာဘုရားကိုလှုပ်ကျွေးခွင့်မရအကြောင်းကဘာကြောင့်လဲမေးလိုက်တော့သူတော်ကောင်းတို့တွေအရှင်သာရိပုတ္တရာသတင်းသုံးတဲ့အရာဟာမစိတ်တော့အရှင်သာရိပုတ္တရာဟောတဲ့ပြောတဲ့စကားတွေတရားတွေကဘုရားဟောတာနဲ့အတူတူပဲအဲကြောင့်မို့မြတ်စွာဘုရားလိုဟောနိုင်တဲ့တပည့်ကြီးကဘုရားနာမှာနေရင်သာသနာထွန်းကားဖို့အတွက်စီဝင်ဖို့အတွက်ပြန့်နှံ့ဖို့ရအတွက်နှစ်ပါးထပ်နေရင်အဲ့ဒီမှာစီပင်ဖွင့်ဖြိုးမှုရနေတော့မှစိုးလို့မြတ်စွာဘုရားကအရှင်သာရိပုတ္တရာကြီးကိုလှုပ်ကျွေးခြင်းလှုပ်ကျွေးခွင့်မပြုတာလို့ဒီလိုနားလည်ရအဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကရှင်သာရိပုတ္တရာကိုရောမြတ်ကြီးဘယ်နာသွားအနုမောဒနာတရားတွေဟောလိမ့်မယ်သူဟောတဲ့တရားဘုရားဟောတဲ့တူတူပဲဆိုတာသိတယ်ဆိုတဲ့အကြောင်းတော်ကောင်းတို့ဒီဒေသနာကိုကြည့်ပြီးဦးဇင်းတို့နားလည်ရမယ်ပေါ့အခါတစ်ပါးမှာအရှင်သာရိပုတ္တရာနဲ့အရှင်မောဂလန်ခေါင်းဆောင်ပြီးတော့သာဝကကြီးနှစ်ပါးခေါင်းဆောင်တဲ့သံဃာတော်ရှင်သူများဒေသစာတွေကြွရင်းနဲ့ရာဇကြိုကိုရောက်ကြရာဇကြိုမျိုးသူမျိုးသားတွေကတချို့က2ဦးတချို့က3ဦးတချို့က3ဦးပေါင်းစုပြီးတော့မှမလုပ်တော့ပြီးတော့အာဂန္တုကဒါနပြုကြတယ်အဲ့ဒီအာဂန္တုကဒါနပြုကြတဲ့ရာဇကြိုမျိုးသူမျိုးသားတွေအရှင်သာရိပုတ္တရာကြီးကအနုမောဒနာတွေနဲ့ဟောတဲ့တရားလေးဦးဇင်းကတင်ပြကြပါတယ်အရှင်သာရိပုတ္တရာကြီးကရာဇကြိုမျိုးသူမျိုးသားတွေကိုအနုမောဒနာတွေနဲ့ဟောတဲ့တရားလေးကဒါန4မျိုးအကြောင်းပြောပြတယ်တချို့သောလူတွေကကိုယ်တိုင်လှူတယ်ဗာရဏသမာဓိတိသူများကိုလှူဖို့ရန်အတွက်တိုက်တွန်းခြင်းဆိုတာမရှိဘူးသောနိဗ္ဗာန်ဒါနိဘောဂသံပတလဗတိနောပတိဝါရသံပရံအဲ့လိုပုဂ္ဂိုလ်မျိုးတွေကဘာဖြစ်တုံမေးလိုက်တော့တဲ့ဖြစ်လျာဘဝတိုင်းမှာစီးစိမ်ဥစ္စာယရနာတွေနဲ့တော့ပြည့်စုံတယ်တဲ့အချမ်းရံပိဋကကြတော့မရှိဘူးဟောစည်းစိမ်ဥစ္စာနဲ့ပြည့်စုံပြီးတော့ချမ်းရံမရှိတာဒီအကြောင်းကဘာဖြစ်တုံမေးရင်သူတော်ကောင်းတို့တွေသူများကိုယ်တိုင်တော့လှူပြီးတော့သူများလှူဖို့ရန်အတွက်မတိုက်တွန်းတော့ချမ်းသာတယ်သာသမီကစားပြီးတော့ချွေရန်ဆိုတာမရှိချမ်းသာတယ်ချမ်းသာတဲ့ပစ္စည်းတွေဆက်လက်ထိန်းသိမ်းဖို့ရန်အတွက်သူတို့မှမျှော်လင့်ချက်တွေမဲပြီးတော့ဒီလိုဘဝတွေဖြစ်တတ်တယ်ချမ်းသာပြီးတော့ချွေရန်နေတာဟာကိုယ်တိုင်လှူပြီးတော့သူများလှူဖို့တိုက်တွန်းမှု
နဲလို့တဲ့အရှင်သာရိပုတ္တရာကြီးကဒီလိုပြောတယ်တချို့ကကိုယ်တိုင်းတော့မလှူဘူးဗရဏမတပိတိသူများကိုလှူဖို့ရတော့တိုက်တွန်းတယ်ကိုယ်တိုင်မလှူဘူးသူများကိုလှူဖို့ရတိုက်တွန်းတယ်သောနိဗ္ဗာန်ဌာနီတဲ့ပတိဝါရသမ္ပဏလဘတိနောဘောဂသမ္ပရံအဲ့ဒီပုဂ္ဂိုလ်တွေကဖြစ်လျာဘဝတိုင်းမှာချမ်းရပေါင်းသိနေပေါ်တယ်သာသမီတွေများဒါပေမဲ့လို့ဘာဖြစ်လို့မေးလဲတော့စီးစိမ်ဥစ္စာကြတော့မရှိဘူးအချမ်းရနေများတော်လည်းပဲသာသမီတွေများတော်လည်းပဲစီးစိမ်ဥစ္စာမပြည့်ရင်လည်းပဲသူတော်ကောင်းတို့တွေမပြည့်စုံရင်လည်းပဲစဉ်းစားကြည့်ပေါ့ဘဝရဲ့အနှစ်သာရအဲ့တော့ရှင်သာရိပုတ္တရာဟောတဲ့တရား၄ချက်နံပါတ်1ကတချို့ကကိုယ်တိုင်လှူတယ်သူများကိုလှူဖို့မတိုက်တော့အဲ့ဒီပုဂ္ဂိုလ်ရဲ့အကျိုးပေးကဘာလဲမေးတော့ချမ်းသာတဲ့အချွေရန်နဲ့တချို့ကြတော့ကိုယ်တိုင်မလှူဘူးသူများကိုပဲလှူဖို့လိုက်ပြီးတော့တိုက်တွန်းနေစောဩတယ်အဲ့တော့စည်းစိမ်ဥစ္စာနဲ့တော့မပြည့်စုံဘူးတဲ့အချွေရန်တွေအများကြီးတာသာသမီတွေအများကြီးတာဒီလိုဖြစ်တတ်တယ်နောက်တက်ကနံပါတ်3ပုဂ္ဂိုလ်ကြတော့ကိုယ်တိုင်လည်းမလှူဘူးသူများလည်းလှူဖို့ရန်အတွက်မတိုက်တော့အဲ့ဒီပုဂ္ဂိုလ်မျိုးတွေကြတော့ထမင်းရည်တော့ဝမ်းဝအောင်တောက်နိုင်တဲ့ဘဝမဖြစ်ပြန်ဘူးတဲ့အရှင်သာရိပုတ္တရာကြီးကဒီလိုပြောစီစဉ်ဥစ္စာလည်းမပြည့်စုံဘူးနောက်တစ်ခါအချမ်းရံလည်းပဲမရှိဘူးစီစဉ်ဥစ္စာမပြည့်စုံတဲ့အတွက်ဒါကြောင့်စားစရာမရှိအချမ်းရံမရှိတဲ့အတွက်ဒါကြောင့်ကို့မရှိလို့ပေးကြပါအောင်ဆိုပြီးတော့ကို့ရင်းနှီးတဲ့ပုဂ္ဂိုလ်လေးသွားပြီးတော့ခြေဖို့ငှားဖို့လေးတောင်လည်းပဲမရှိဘူးဘယ်တိုက်တာတိရောက်တယ်လဲမေးလိုက်တော့ထမင်းကြီးတော့ဝမ်းဝအောင်တောက်နိုင်တဲ့ဘဝမျိုးမဖြစ်ပြန်ဘူးတဲ့နံပါတ်3ပုဂ္ဂိုလ်ကလေနောက်တကနံပါတ်4ပုဂ္ဂိုလ်ကြတော့ကိုယ်တိုင်လည်းလှူတယ်သူများကိုလည်းလှူဖို့တိုက်တွန်းတယ်ဘဝအရာပေါင်းများစွာအတ္တဘာဝသဟတေဟိဘဝထောင်ပေါင်းများစွာအတ္တဘာဝတတ္တသဟတေဟိဘဝသိမ်းပေါင်းများစွာတို့၌ဘောဂသံပရိစ္ဆစီစဉ်ဥစ္စာနဲ့လည်းပြည့်စုံတယ်ပရိဝါဒသံပရိစ္ဆချွေရန်နဲ့လည်းပြည့်စုံတယ်အရှင်သာရိပုတ္တရာကြီးမြတ်စွာဘုရားကိုလှုပ်ကြွေးခွင့်တောင်းတဲ့မြတ်စွာဘုရားကလှုပ်ကြွေးခွင့်မပြုဘူးပယ်ချအကြောင်းကနှစ်ခုဘာဖြစ်လို့မေးလိုက်တော့အရှင်သာရိပုတ္တရာသတင်းသုံးတဲ့အရာဟာစိတ်သုံးတယ်ဆိုတာမဖြစ်နိုင်ဘူးနောက်တကအရှင်သာရိပုတ္တရာဟောတဲ့ပြောတဲ့ဩဝါဒသည်တဲ့ဘုရားဟောတာနဲ့တူနေလို့အဲ့ဒါကြောင့်မြတ်စွာဘုရားကပယ်ချတယ်အခုကြည့်လိုက်ရှင်သာရိပုတ္တရာကြီးရာဇဂိုမျိုးသူမျိုးသားတွေအာဂန္တုကဒါနပြုကြသူတွေကိုအနုမောဒနာပြုကြတဲ့ဒါနတရားလေးကြည့်လိုက်တချို့ကကိုယ်တိုင်လှူတယ်သူများလှူဖို့မတိုက်တော့အဲ့ဒီပုဂ္ဂိုလ်တွေကဖြစ်လျာဘဝတိုင်းမှာစီးစိမ်ဥစ္စာနဲ့ပြည့်စုံတဲ့အချမ်းရံပိဋကနေချမ်းရံပိဋကမရှိတချို့ကြတော့သူများကိုတော့လှူဖို့တိုက်တွန်းတယ်ကောင်းမှုပြုဖို့တိုက်တွန်းတယ်ကိုယ်တိုင်ကြတော့ကောင်းမှုမပြုအဲ့ဒီပုဂ္ဂိုလ်တွေကြတော့အချမ်းရံလေးတော့များပါတယ်တဲ့ဘာဖြစ်လို့မေးလိုက်တော့စီးစိမ်ဥစ္စာမပြည့်စုံတချို့ကြတော့ကိုယ်တိုင်လည်းမလှူဘူးသူများလည်းလှူဖို့မတိုက်တွန်းဘူးအဲ့ဒီပုဂ္ဂိုလ်မျိုးကြတော့ထမင်းရည်တော့ဝါအောင်တောက်ဖို့ရခက်ခဲဘာဖြစ်လို့မေးလို့စီးစိမ်ဥစ္စာလည်းမပြည့်စုံဘူးအချမ်းရံလည်းမရှိဘူးကိုယ်မပြည့်စုံလို့ကိုယ်မှာချမ်းရံရှိတယ်ဆိုရင်တော့တတ္တရာရတာပေါ့အခုတော့စီးစိမ်ဥစ္စာလည်းမရှိချမ်းရံလည်းမရှိတော့ထမင်းတော့ဝါအောင်တောက်နိုင်တဲ့ဘဝမဖြစ်နိုင်ဘူးတဲ့ဒီလိုပြောတချို့ကြတော့ကိုယ်လည်းလှူတယ်သူများလည်းလှူဖို့တိုက်တွန်းတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးတွေကြတော့ဘာဖြစ်လို့မေးဘဝကမြင့်မြင့်သွားလိုက်တာတဲ့ဘဝရာပေါင်းများစွာထောင်ပေါင်းများစွာဘဝပေါင်းသိမ့်ချီပြီးတော့လည်းပဲဘောဂသံပရိစ္ဆာလဘတိပရိဝါရသံပရိစ္ဆာတဲ့စီးစိမ်ဥစ္စာနဲ့လည်းပြည့်စုံတယ်အချမ်းရံနဲ့လည်းပြည့်စုံပါလေအဲဒါကြောင့်တရားရှိခင်သူတို့စင်များဤကဲ့သို့မြင့်မြတ်သောမထေရအရှင်သာရိပုတ္တရာရဲ့ဘဝနဲ့ဓမ္မကိုရနာရပြီးတော့မှမိမိတို့ရဲ့ဘဝလည်းပဲမြင့်မြတ်တဲ့ဌာနတွေမှာပိုင်ဆိုင်ကြကုန်ပြီလင်အမြတ်ဆုံးဖြစ်တဲ့နိဗ္ဗာန်တည်းဟူသောဘဝတည်းဟူသောထက်စခန်းတက်လှမ်းနိုင်ကြတဲ့ပုဂ္ဂိုလ်ပုဂ္ဂိုလ်များဖြစ်ကြပါစေလို့ဆုတောင်းပေးရင်းနဲ့ပဲဒေသနာဏိဂုံးကမ္ဘာဖုံးကြပါစို့